ဒီနေ့တော့ခံတွင်းမြင်စီမဲ့ချင်းငံဆက်ကြက်ချီတောက်တုပ်လေးလှုပ်ရှားကြမယ်အရင်ဆုံးကြက်ချီတောက်တွေကိုတန့်စင်ပြီးခြီသေးလေးတွေညှက်ထုတ်ပါမယ်ပြီးရင်တော့တမယာသီးနဲ့နန်နန်ပင်လေးတွေကိုလှီထားလိုက်ပါအနက်အသက်ပြောက်အောင်ကြက်ချီတောက်တွေကိုချင်းကြက်တုံမိတ်တရုတ်ငရုတ်ကောင်းစိမာလာစိတို့နဲ့အတူရင်းနှီးပူပူမှာပြုတ်ပေးပါကြက်ပြီးဆိုရင်တော့အရွတ်လေးတွေပိုကျွတ်သွားအောင်ရေခဲရည်တွေကိုချက်ချင်းပြောင်းစိန်ပေးရပါမယ်စားရတာပိုလွယ်အောင်ကြက်ချီတောက်တွေကိုအလဲကနေခွဲပြီးအယိုးလေးတွေဖေထုတ်လိုက်ပါမယ်အခုအရသာရှိတဲ့ဆော့ဆက်ပါမယ်ပကံတစ်ခုထဲမှာကြက်တုံဖြူနှုတ်နှုတ်စိမ်းငရုတ်သီးစိမ်းနှမ်းငရုတ်သီးမုတ်တို့ထည့်ပြီးစီပူပူလေးလောင်းထည့်လိုက်ပါအနံ့လေးမှုေးလာပြီဆိုရင်ပဲငံပြားကြီးခရုစီရှာလကာကြီးအမဲစားတမယာကြီးတို့ထည့်ပါမယ်ဒီနေရာမှာဟျို့ဝက်ချက်လေးတစ်ခုက Sprite လေးနင်းနေထည့်ပြီးတာပါပဲအရသာကိုပူပြီးပေါင်းဆက်သွားစီပါလေအယိုးထုတ်ထားတဲ့ကြက်ချီတောက်ဒီပေါ်ကိုခုနကလီးထားတဲ့တမယာသီးကွင်းလေးတွေနန်နန်ပင်တွေထည့်ဆက်ထားတဲ့ sauce ရည်လေးစမ်းပြီးတိချနေပေးလိုက်ပါဒါဆိုရင်တော့ကြည်နေရင်နဲ့တွားရီကြကျင်စရာကောင်းတဲ့ချင်းငံဆက်ကြက်ချီတောက်တုပ်လေးရပါပြီ